ဒီနေ့ပြောပြမှာကတော့သိပ္ပံနိကျလေ့လာမှု1300ကျော်ရဲ့နောက်ွယ်က blueberry တွေထက်ပိုအစွမ်းထက်တဲ့လေညင်းပွင့်ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ကျွန်တော်စီကိုလာပြကြတယ်အသက်60ကျော်လူနာအများစုကဆရာအသက်ကြီးလာတော့ခန္ဓာကိုယ်ကဟိုနားနာဒီနားကြိုက်ကြားဓာတ်ကလည်းတက်ချင်းတလူလူတက်အမြဲတမ်းပင်ပန်းနေတယ်လို့ပဲဈေးမကြီးပဲထိရောက်တဲ့အားဈေးမျိုးမရှိဘူးလားလို့မေးလို့ရှိပါတယ်ဒီတစ်ခါမှာကျွန်တော်အမြဲတမ်းအကြံပြုလို့ရှိတာကတော့ကျွန်တော်တို့ရဲ့မိဖို့ကြောင့်တဲမှာအမြဲရှိနေတဲ့လေညင်းပွင့်ပဲဖြစ်ပါတယ်လူများစုက blueberry ကို antioxidant အကျွယ်ဝဆုံး super food လို့ထင်ထားကြပါတယ်ဒါပေမဲ့တကယ်တော့သိပ္ပံနိကျတိုင်းတာမှုတွေအရလေညင်းပွင့်ရဲ့အာနိသင်က blueberry ရဲ့အစာပေါင်းများစွာပိုအစွမ်းထက်ပါတယ်ကိန်းကနန်းတွေနဲ့ပြောရရင်လေညင်းပွင့်နှစ်ပွင့်စားတာဟာ blueberry တစ်ခွက်စာစားတာထက်တောင်ခန္ဓာကိုယ်ပိုပြီးအကျိုးပြုနိုင်ပါတယ်ဒါကျွန်တော်တယောက်တည်းရဲ့အမြင်မဟုတ်ပဲကဘာတဝန်းကသိပ္ပံနိကျသုတေသနစာရမ်းပေါင်း1300ကျော်ကအတည်ပြုပေးထားတဲ့အချက်လက်ဖြစ်ပါတယ်အသက်60ကျော်မှာနေ့စဉ်လေညင်းပွင့်နှစ်ပွင့်စားသုံးပေးခြင်းဖြင့်ရရှိနိုင်မယ်အဓိကအကျိုးကျေးဇူး၅ချက်ကိုအသေးစိတ်ရှင်းပြပေးပါမယ်နံပါတ်1နာတာရှည်ရောင်ရမ်းမှုကိုအမြင့်ပြတ်တိုက်ဖြတ်ပေးခြင်းအသက်ကြီးလာတဲ့အခါခန္ဓာကိုယ်ထဲမှာ inflammation လို့ခေါ်တဲ့နာတာရှည်ရောင်ရမ်းမှုတွေတိတ်တဆိတ်ဖြစ်ပေါ်လာတတ်ပါတယ်ဒါဟာနှလုံးရောဂါဆီးချိုနဲ့အယ်လ်ဇိုင်းမာတို့လိုရောဂါတွေရဲ့အခြေခံအကြောင်းရင်းပါပဲလေညင်းပွင့်မှာပါတဲ့ယူဂျနော်တာခန္ဓာကိုယ်ရဲ့ရောင်ရမ်းမှုကိုဖြစ်စေတဲ့မာစတာခလုတ်ကိုပိတ်ပေးနိုင်တာကြောင့်ဆဲတွေပျက်စီးမှုကိုထိရောက်စွာကာကွယ်ပေးနိုင်ပါတယ်နံပါတ်2သွေးတွင်းတကြားဓာတ်ကိုသဘာဝအတိုင်းထိညှိပေးခြင်းအသက်60ကျော်သူအတော်များများမှာသွေးတွင်းတကြားဓာတ်မတည်ငြိမ်မှုတွေကြုံတွေ့ရလေရှိပါတယ်လေညင်းပွင့်ဟာသွေးထဲမှာရှိတဲ့တကြားဓာတ်တွေကိုကြွက်သားဆဲတွေစီကိုပုံမူထိရောက်စွာရောက်ရှိစေပြီးအင်ဆူလင်တုံ့ပြန်မှုကိုကောင်းမွန်စေပါတယ်သုတေသနတွေအရလေညင်းပွင့်ကိုပုံမှန်စားပေးရင်အစာမစားမီသွေးတွင်းတကြားဓာတ်ကို10%ကနေ21%အထိရှော့ချပေးနိုင်တာကိုတွေ့ရှိရပါတယ်နံပါတ်3အသည်းကိုအစိတ်တောက်ကင်းစင်စေခြင်းကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အစိတ်ဖြည်စက်ရုံဖြစ်တဲ့အသည်းဟာအသက်ကြီးလာတဲ့အခါအလုံးလုံးနိုင်စွမ်းရော့ကျလာပါတယ်လေညင်းပွင့်ဟာအသည်းဆဲတွေပျက်စီးမှုကိုကာကွယ်ပေးပြီးခန္ဓာကိုယ်ရဲ့ကိုယ်ပိုင် antioxidant အင်ဇိုင်းတွေကိုပုံမထုတ်လုပ်စေပါတယ်ဒါဟာအသက်ကြီးသူတွေမှာအဖြစ်များတဲ့အသည်းအဆီဖုံးယောဂကိုကာကွယ်ပေးဖို့အကောင်းဆုံးအထောက်ပံ့ပါပဲနံပါတ်4အစာချေစနစ်ကိုပြန်လည်နှုပြစေခြင်းအသက်ကြီးလာရင်အစာစားပြီးလေပွားတာဘိုက်ရောက်တာနဲ့အစာမကြေတာတွေဖြစ်တတ်ပါတယ်လေညင်းပွင့်ဟာအစာချေအင်ဇိုင်းတွေထွက်ရှိမှုကိုလှုပ်ဆော်ပေးတဲ့အပြင်ပူလန်းချောင်းတွေကမကောင်းတဲ့ဘက်တီးရီးယားတွေကိုလည်းရွေးချယ်တပ်ဖြတ်ပေးပါတယ်ဒါကြောင့်အစာချေစနစ်ကျန်းမာဖို့အတွက်လေညင်းပွင့်ဟာအင်မတန်အစွမ်းထက်ပါတယ်နံပါတ်5အယိုးတိတ်သီးစားကိုမြင့်တင်ပေးခြင်းအသက်ကြီးသူတွေအတွက်အယိုးကျိုးမှာကအင်မတန်ဆုံးရတဲ့အချက်ပါလေညင်းပွင့်မှာအယိုးတိဆောက်ပုံအတွက်မရှိမဖြစ်လိုအပ်တဲ့မက်ဂနီဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်၎င်းဟာအယိုးတိဆောက်တဲ့ဆဲတွေကိုအားပေးပြီးအယိုးပါယောဂါကိုကာကွယ်ပေးသလိုအဆစ်အမြင့်ရောင်ရမ်းနာကျင်တာတွေကိုလည်းသက်သာစေပါတယ်ဘယ်အချိန်မှာစားရင်အကောင်းဆုံးလဲအကောင်းဆုံးအချိန်ကတော့မနက်ခင်းစောစောမနက်စာမစားခင်10မိနစ်ကနေ15မိနစ်အလိုဖြစ်ပါတယ်အစာရင်အလွတ်မှာစားသုံးခြင်းကဟာရဓာတ်တွေကိုစုပ်ယူမှုအကောင်းဆုံးဖြစ်စေသလိုတနေ့သာစားသုံးမဲ့အစားအစာတွေကြောင့်သွေးတွင်းတကြားဓာတ်ရုတ်တက်မသွားအောင်ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်ဘယ်လိုစားသုံးမလဲနည်းလမ်းများစွာရှိပေမဲ့ကျွန်တော်အကြံပြုခြင်းတဲ့အထက်ရောက်ဆုံးနည်းလမ်း2ခုရှိပါတယ်နံပါတ်1ကတော့ဝါစားခြင်းအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်လေညင်းပွင့်2ပွင့်ကိုပါးစပ်ထဲထည့်ပြီး10မိနစ်ကနေ2မိနစ်လောက်ဖြည်းဖြည်းချင်းကြည်ညင်းအောင်ဝါစားပါဒီလိုဝါစားခြင်းအပြင်လေညင်းပွင့်ရဲ့အဆီနစ်တွေဟာပါးစပ်အတွင်းကသွေးကြောမြင်တွေကနေတဆင့်သွေးထဲကိုဓာတ်ရိုက်စုပ်ယူသွားမှာဖြစ်ပါတယ်နံပါတ်2ရေစိမ်တောက်ခြင်းအနံ့ရတာပြင်းတာကိုမနှစ်သက်ရင်တော့ညဘက်မှာလေညင်းပွင့်2ပွင့်ကိုရေတစ်ခွက်ထဲစိမ်ထားပြီးမနေ့မှာအဲ့ဒီရေကိုတောက်နိုင်ပါတယ်
တိပြုရမယ့်အချက်တွေတော့ရှိပါတယ်လင်းညင်းပွင့်ဟာအလွန်ကောင်းမွန်တဲ့သဘာဝဆေးဖြစ်ပေမဲ့အောက်ပါအချက်တွေကိုတော့တတိထားစေခြင်းပါတယ်သွေးကျဲစေတောက်နေသူများဝါဖရင်လိုမျိုးသွေးကျဲစေတောက်နေရသူဖြစ်ရင်ဆရာဝန်နဲ့အရင်တိုင်းမယ်မှာခွဲစိတ်မှုခံယူရန်ရှိသူများခွဲစိတ်မှုမလုပ်ခင်အနည်းဆုံး2ပတ်အလိုကလေးကလေညှင်းဝင်စားတာကိုရပ်ထားသင့်ပါတယ်ဒီကုန်းချုပ်အနေနဲ့ပြောရရင်နေ့စဉ်လေညှင်းပွင့်2ပွင့်စားသုံးပေးခြင်းဟာရောင်ရမ်းမှုကိုရောကြစေတယ်စီးကြိုကိုထိန်းပေးတယ်အသက်အစာရည်နဲ့အယိုးတွေကိုကာကွယ်ပေးတယ်ဒီအလေးအကျင့်တွေဟာဈေးမကြီးပေမဲ့တင့်ရဲ့ကျန်းမာရေးအတွက်အဖိုးမဖြတ်နိုင်တဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါလိမ့်မယ်မနေ့ဖင်ကစပြီးစမ်းကြည့်ဖို့ကျွန်တော်အနေနဲ့တိုက်တွန်းခြင်းပါတယ်အားလုံးပဲယောဂဗျကင်းဝေးပြီးကျန်းမာပျော်ရွှင်ကြပါစေအစအဆုံးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်လွယ်လွယ်ကူကူကြည့်ရှုနိုင်ဖို့အတွက် subscribe ကိုကြည့်နှိပ်ပေးထားပါလို့မြစ်တာရက်ခံပါတယ် like နဲ့ share ကိုလည်းနှိပ်ပေးစေချင်ပါတယ်လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Happy great day